哎，咱想炒的时候，咱烤的那个公公炒吧。行，Hello，အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့အစားစစားပြမှာဖြစ်ပါတယ်ကျွန်တော်တို့ထူးဆန်းတန်းပေါ့နော်ကျွန်တော်တို့ယူရလေးနဲ့ကျွန်တော်စားပြမှာဖြစ်ပါတယ်ဒီဟာနဲ့ထမင်းပေါ့နော်ဒါဆိုရင်တော့ပြန်ဖူးပေါ့နော်ပြန်ဖူးကျွန်တော်စားမှာပြရတယ်ဒီဟာလေးဆိုရင်တော့ပန်တီပေါ့နော်ဒီဟာကပန်တီဒါပြီးဆိုရင်တော့ဒါကလင်ဘော်ဒီပေါ့နော်လင်ဘော်ဒီဒါဆိုရင်တော့မပြီးထောင်းဒီမှာဒီဟာဆိုရင်တော့ကျွန်တော်ယူရလေးပေါ့နော်ဟင်းကြီးပေါ့ဟင်းကြီးဒါပြီးဒါဟာစားပါမယ်ငရောတီတခုငရောတီကတက်မစားဘူးဆိုတော့လေနော်ဒါဆိုရင်တော့จิตတုံဖြူပေါ့နော်จิตတုံဖြူဆိုရင်တော့ကျွန်တော်စားပြတော့မယ်ဖြစ်ပါတယ်နော်ကျွန်တော်နဲ့အတူလာစားကြပါလို့ဒီကနေ့ဖိတ်ခေါ်ချင်ပါတယ်စားတော့မယ်ဖြစ်ပါတယ် Let's go စားကြရအောင်နော်ဒီပိုင်းကပူချီမစားရသေးဘူးဆိုတော့လေနော်ဆွေးအောင်နော်အရင်ဆွေးတော့ဆွေးရတယ်စားကြပါအောင်မစားခင်လေးမှာဆူတော့မှာပေါ့နော်ဒီတော့ဆူတော့ရတယ်မိကနီစားတော့မယ်နော်လာစားကြပါဦးကိုပူလေးပေါ့နော်ကိုပူလေးဒီလိုလေအရင်စားကောင်းပါလေလို့နော်အရင်စားလို့ကောင်းပါ
요 싸이 말이에요. 롱거 맞죠나. 로 통이 마고노. 흰시네. 떠이 말이에요. 얘라 nga 비 통나 보노. 여기 마사야 얘다. 되돌래 얘다 hier. 여기가 평산하고 예스다 예스다 보노. 그래서 저는 사비도 하べခင်ဗျာ사비도ပြီဆိုတော့ကျွန်တော်စာပြီးနောက်ပိုင်းမှာဒီရဲ့နော်ပြန်ဘူးပေါ့ပြန်ဘူးကျွန်တော်စားတော့မှဖြစ်ပါတယ်ဒီမှာရှင်လာရှိပဲဟင်းကြီးလည်းကုန်တယ်အရင်ကတော့တော့ကောင်းတယ်ဟင်းကြီးလည်းကုန်တယ်ဒီမှာမရောက်သေးတော့တင်မဆန်းနိုင်ဘူးဆိုတော့လေဒီလည်းစားကြပါအောင်နော်အခုကျွန်တော်ကြမှာရက်တွေ့ပေါ့နော်ကျွန်တော်စောင်းနေနူးလေးတော့အရင်ချိုးရအရင်ကတော့မထုံးကျွန်တော်ယနေ့လေးကချက်ပြရအောင်နော်ဒီဟာတော့အခုဒီမှာကအရင်ဖြူပါတယ်နော်ဆောင်းရတော့ကောင်းတယ်အဲနူးနူးလေးရောတော့လေဟဲ့ရကြက်မရတွေ့ရန်ကောင်းတာလောနေကြည့်ညမစားမယ်ကြက်မရတွေ့စင်တာရန်ကောင်းပါတယ်နော်ဟုတ်ရောမရတဲ့နေစတဲ့ဆောင်းကြက်မရတွေ့ပေါ့နော်စားလားဒီနေ့တော့ဒီလည်းမထွေဘူးဆိုတော့အေးလာပြီဆိုတော့လေနေ့ဒီနေ့မှာဆွေးနွေးနေတယ်ဒီတိုင်းပဲနေရတဲ့မတွေ့ရတော့ဘောနော်အဲကြောင့်ဒီမှာနေရတဲ့မတွေ့တော့ဘောနော်ဒီစီးပဲကျွန်တော်စားလိုက်တော့မှာရမ်းချိုတဲ့ပုံစံတော့ထွေးပါတယ်ချိုမလာတော့မသိပါဘူးနော်ဒီဟာခုချိန်မှာကျွန်တော်ယူအောင်မှာဆွေးနွေးတော့များလောပြီးဒီဟာတွေတော့စားကြပါအောင်ဗျာတိမချိုဘူးစားပြီဆိုရင်တခုခုစားတာလုံးဝမကြိုက်ဘူးဒီလားအစားစားရရင်တခါနဲ့တော့ကုန်ထားရပါကျန်တော့မစားဖရစေနဲ့တော့နော်ဒီဟာဘယ်လာရပြပြီဆိုတော့ဒီပါကြပါအောင်အရင်ဘယ်ရတော့လေဝါနေပြီပြန်လဲအစင်တော့ကျွန်တော်ဒီကနေ့အပဲအဆုံးတက်လာတော့မှာပါကျွန်တော်လည်း subscriber follower မလုပ်ရသေးတဲ့သူဒီ follower နဲ့ subscriber လုပ်ပေးကြပါလို့ဒီကနေ့တောင်းဆိုချင်ပါတယ်